ကျမဟာမျက်ဝန်းတွေထဲမှာအေးဆက်တဲ့အယောင်ဝါတွေတောက်ပိုက်ရင်အဲ့ဒီစာရွက်စာတမ်းတွေကိုစိုက်ကြည့်နေခဲ့တယ်။တယောက်ကနေရာရွေးချယ်ဖို့တာဝန်ယူတယ်။နောက်တစ်ယောက်ကခိုးယူဖို့တာဝန်ယူတယ်။နောက်တစ်ယောက်ကတော့ပစ္စည်းတွေထောက်ပံ့ပေးပြီးအပိုင်းလိုက်ခွဲဝေရှင်းလင်းကြတယ်။တကယ်ကိုပြီးပြည့်စုံတဲ့တန်တရားကွင်းဆက်တစ်ခုပဲဒါကိုဘယ်လိုဖြိုခွဲဖို့စဉ်းစားထားလဲ။စုမန်ကပူးပေါင်းဆောင်ရွက်ဖို့သဘောတူလိုက်ပြီးလာမယ့်တောက်ကြနေ့မှာစုမန်ကမြို့တော်ကို3ရက်ကြာအလုပ်ကိစ္စနဲ့ခီးသွားမယ်ဆိုတဲ့အကြောင်းပြချက်ကိုသုံးလိုက်မယ်။စုမန်ရဲ့အိမ်မှာလီဝေဖန်နဲ့လီလီပဲကြံခဲ့လိုက်မယ်။တောက်ကြနေ့နေ့လေခင်းဟာသူတို့လှုပ်ရှားဖို့အကောင်းဆုံးအချိန်ပဲဘာလို့လဲဆိုတော့ပိတ်ရနာနီမတစ်ခုခုပျောက်ဆုံးနေတာကိုသိလိုက်ရရင်တောင်မှစစ်ဆေးဖို့အတွက်ကောင်းတာကိုအချိန်မီသွားနိုင်မှာမဟုတ်ဘူး။ဒါကသူတို့အတွက်ခိုးရပါပစ္စည်းတွေကိုရှင်းလင်းပြီးထွက်ပြေးဖို့လုံလောက်တဲ့အချိန်ကိုပေးစွမ်းနိုင်လိမ့်မယ်။ကျမစုမန်ကိုတန်ဖိုးရွံ3,500ရှိတဲ့ limited edition လက်ဆွဲအိတ်ကိုအဝတ်လဲခန့်ရဲ့ထင်ရှားဆုံးနေရာမှာထားခိုင်းထားပြီးပြီ။တစ်ချိန်တည်းမှာပဲတောက်ကြနေ့မနက်ပိုင်းမှာစုမန်ကိုလီဝေဖန်ရဲ့ရှစ်တင်တမင်တကာပဲတန်ဖိုးရွံ2သိန်းရှိတဲ့ gift card တစ်ကတ်ကိုအိတ်ကတ်ထဲထည့်ခိုင်းလိုက်မယ်။ကုမင်ကျွမ်းကမျက်လုံးကိုအနှဲငယ်မိလိုက်ပြီးရွံ2သိန်းတန်စုကြီးကတ်နဲ့ရွံ3,500တန်လက်ဆွဲအိတ်ဆိုတော့အမှုရဲပမာဏက3သိန်းခွဲကျော်သွားပြီးထောင်ဒဏ်10နှစ်ထက်မနည်းအပြစ်ပေးခံရဖို့လုံလောက်တယ်။မင်ကျွမ်းအဲ့ဒီအပေါင်ဆိုင်ရဲ့ငွေကြေးစည်းစိမ်မှုကိုဖျက်တောက်ဖို့ရှိရဲ့စီးပွားရေးအဆက်အသွယ်တွေကိုတုံးပေးဖို့လိုတယ်။ရှမ်းမေဘန်ကိုအဲ့ဒီအိတ်ကိုချက်ချင်းလက်ခံပြီး online ကနေငွေလွှဲပေးရအောင်ဖိအားပေးလိုက်ပါ။စိတ်ချပါဘဏ်ကနေရှမ်းမေဘန်ကိုချင်းငွေတွေကြိုတင်ပေးဆက်ဖို့တောင်းဆိုခိုင်းလိုက်မယ်။သူကရန်ပုံငွေလေပတ်နိုင်ဖို့အတွက်ဒီကုန်ပစ္စည်းအုပ်စုကိုရောင်းထုတ်ဖို့တေချာပေါက်အလောတကြီးဖြစ်နေလိမ့်မယ်။ကျမဟာကုမင်ကျွမ်းရဲ့ရင်ခွင်ထဲကိုမိနွဲလိုက်ပြီးတက်ပြင်းရှေ့ကြီးချလိုက်တယ်။မင်ကျွမ်းကျေးဇူးတင်ပါတယ်။ကုမင်ကျွမ်းရဲ့မေးစေးကသူမရဲ့ခေါင်းပေါ်မှာမိထားပြီးသူ့ရဲ့အတန်ကနဲ့ဆိုင်ကတင်းငိမ့်နေခဲ့တယ်။လူမိုက်လေးငါဇနီးနဲ့ငါကလေးတွေကိုထိခိုက်အောင်လုပ်မဲ့သူဘသူ့ကိုမှငါလွတ်မြောက်ခွင့်ပေးမှာမဟုတ်ဘူး။တောက်ကြနေ့မနက်စောစောမှာစုမန်ကသူမရဲ့ခီးဆောင်အိတ်ကိုဆွဲပြီးအိမ်ကနေထွက်ခွာသွားခဲ့တယ်။လီဝေဖန်ရဲ့လိုက်လဲနှုတ်ဆက်စကားတွေကြားထဲမှာစုမန်ကတကားဝမှာရက်နေရင်သူမရဲ့နှလုံးသားတွေကရွှန်ရှာမှုကိုမနှဲအောင်အေးကလီဝေဖန်ကိုနူးညံ့စွာပြုံးပြလိုက်တဲ့အမဝန်လီလီကိုအပ်ခဲ့ပါရစေအောင်နော်။ဒီတစ်ခါမျိုးတော်ကို3ရက်သွားမှာမို့စနေနေ့ညနေမှပြန်ရောက်မယ်လီဝေဘန်ကသူမရဲ့မျက်နှာပေါ်ကအရေးအကြောင်းတွေအားလုံးပေါ်လာတဲ့အထိပြုံးလိုက်ပြီးအန်တီရှိနေတာမို့တခင်မကြီးစိတ်မပူပါနဲ့လီလီကိုတေချာပေါက်ဂယုစိုက်ပေးထားပါမယ်။စုမန်ကလီဝေဘန်ရဲ့အနောက်မှာရုံလေးကိုပွေ့ချီထားတဲ့လီလီကိုနက်နက်ရှိုင်းကြည့်လိုက်ပြီးသူမရဲ့ရင်ထဲမှာတော့လီလီမေမကြခင်သမီးကိုအိမ်ပြန်ခေါ်ဖို့လာခဲ့မယ်လို့ရေရွတ်လိုက်တယ်ပရိုဖက်ဆာရှန်ကျမအပြင်ရောက်ပြီးကောင်းပြီးအစီအစဉ်အတိုင်းလှုပ်ရှားကြမယ်အခုချက်ချင်းကျွန်တော်တို့နဲ့လာတွေ့ပါအဲ့ဒီအချိန်မှာချမ်းရှိပိုင်းရဲ့ထက်ခိုးခန်းထဲမှာတော့စုမန်တယောက်ရက်ွက်ထဲကနေထွက်သွားတာကိုအတီးပြုတ်ပြီးတဲ့နောက်လီဝေဘန်ရဲ့မျက်နှာပေါ်ကရိုးသားပြီးကျဉ်းနာတတ်တဲ့အပြုံးတွေကအရေးအယောင်တောင်မကြံပဲပျောက်ကွယ်သွားခဲ့တယ်။သူမကတရွေးကိုပြင်းပြင်းထန်ထန်ထွေးထုတ်လိုက်ပြီးလှည့်ကြည့်ကလီလီကိုစိုက်ကြည့်လိုက်တယ်။ဘာကြည့်နေတာလဲဖယ်ဆန်းလာရှုံမနေနဲ့လီလီကကြောက်လန့်တကြားတုံရင်သွားခဲ့တယ်။လီဝေဘန်ကနှာခေါင်းရှုံကအထင်သေးစွာနဲ့အိတ်ခမ်းမကြီးရဲ့အဝတ်လဲခန်းစီကိုအမြန်လျှောက်သွားခဲ့တယ်။သူမမှာရှင်းလင်းတဲ့ရီမန်းချက်ရှိနေပြီးဘီရိုရဲ့အမြင့်ဆုံးစင်ပေါ်ကလိမ်မော်ရောင်တစ်တာကြီးစီကိုတန်းတန်းမတ်မတ်လျှောက်သွားခဲ့တယ်။တစ်တာကိုဖွင့်လိုက်တော့အထဲမှာတရေသားနူးညံ့ချုံးမွေးတဲ့အနက်ရောင်တရေလက်ဆွဲအိတ်တစ်လုံးရှိနေတယ်။တောချိတ်တွေကမှင်ပြပြအလင်းရောင်အောက်မှာဆွဲမက်ွယ်ကောင်းတဲ့စိန်ခံမှုတွေနဲ့တောက်ပနေခဲ့တယ်။လီဝေဘန်ကအိတ်ကိုလောဘကြီးပုတ်တက်နေပြီးတရေတောင်ယုံမတက်ဖြစ်နေခဲ့တယ်။သူမကမူးမူးယူးယူးနဲ့အိတ်ကိုဖွင့်လိုက်တော့တေချာပေါက်ပဲအတွင်းဘက်စစ်ပါတဲ့အိတ်ကက်လေးထဲမှာရွှေရောင်ကပြားတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကတန်ဖိုးရွံ2သိန်းရှိတဲ့ကုန်တိုက်ကြီးတစ်ခုရဲ့အမည်မပါတဲ့ gift card ပဲဖြစ်တယ်။လီဝေဘန်ကအောင်နိုင်သူတယောက်လိုရေမောလိုက်ပြီးသူမရဲ့ဖုန်းကိုထုတ်ကနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်။ဟိကန်ရှာမင်းပစ္စည်းယူလာပြီလားဒီမှာရွံ2သိန်းတန်ကက်တစ်ခုလည်းရှိသေးတယ်။ဒီနေ့ပဲရှင်းပြရမယ်။စိတ်ချကျမအရေးသွေးမြင့်တူပတ်ထားတဲ့အိတ်ကိုယူလာပြီးပြီ။အခုပဲလူနေရက်ွက်ထဲကိုဝင်တော့မယ်အနောက်တကားမှာစောင့်နေပါဦး။ဖုန်းချလိုက်ပြီးလီဝေဘန်ကတချင်းတပုတ်ကိုညှိဆိုနေခဲ့တယ်။သူမမသိတာကတော့ရိုးရိုးရှင်းရှင်းပုံစံရှိတဲ့ဘန်ကားတစ်စီးထဲမှာလူတိုင်းကသူမရဲ့လှုပ်ရှားမှုတိုင်းကိုရှင်းရှင်းလင်းလင်းမြင်တွေ့နေရတယ်ဆိုတာပဲမျက်နှာပြင်ပေါ်ကလီဝေဘန်ရဲ့လောဘဇောတက်နေတဲ့မျက်နှာကိုကြည့်ရင်ကျမရဲ့နှက်ခမ်းထောင်မှာအေးဆက်တဲ့အပြုံးတစ်ခုပေါ်လာခဲ့တယ်။ငါကအစာကိုဟပ်မိပြီးညံလို့အချိန်ဆွဲမနေနဲ့စုမန်ဆိုတဲ့မိမကပေကျင်းကိုသွားတယ်ဆိုပေမဲ့ဘသူတိမလဲရုတ်တရက်ပြန်လာစစ်ဆေးရင်ဒုက္ခလူကန်ရှာကသူမယူလာတဲ့အိတ်ကြီးထဲကနေတပုံစံနဲ့တူညီတဲ့အနက်ရောင်အိတ်တစ်လုံးကိုထုတ်လိုက်တဲ့အိတ်နှလုံးကိုနှိုင်းရှင်ကြည့်လိုက်ရင်ကွာခြားချက်ကိုလုံးဝမမြင်ရတဲ့လောက်ပဲလီဝေဘန်ကအံ့အားသင့်စွာနဲ့ချီးကျူးလိုက်တဲ့ကောင်းတဲ့ကန်ရှာမင်းလက်ရာကပူပြီးကျွမ်းကျင်လာပြီးပဲကန်ရှာကဂုံယူစွာနဲ့ပြုံးပြီးဒါကစိတ်ယုံထုတ်မှုရင်းရေသွေးမြင့်တရေစစ်စစ်လေးကျမတော်တော်လေးအားစိုက်ထုတ်ထားရတာအမေဖန်နဲ့ဆက်သွယ်ပြီးပြီလားဒီနေ့ပဲလက်ငင်းငွေချေလို့ရမလားဆက်သွယ်ပြီးပြီမေဖန်ကညနေ3နာရီမှာအမြဲတမ်းတွေ့နေကြနေရာမှာစုံကြမယ်တဲ့ပစ္စည်းကြီးစစ်ဆေးပြီးငွေလွှဲပေးမယ်ကောင်းပြီးဒါဆိုအခုပဲသွားကြဆိုဒါပေမဲ့သူတို့အိတ်တွေကိုယူပြီးတကားဖွင့်ကထွက်ခွာမယ့်အချိန်မှာနေအမဝန်ဒီလောက်အလောတကြီးနဲ့ဘယ်သွားမလို့လဲအိုတခင်မကြီးဘလို့ဖြစ်လို့ပြန်လာတာလဲကျမကဒီနေ့ရာသီဥတုမကောင်းတာတွေ့လို့တခင်မကြီးရဲ့အိတ်ကို professional ထိန်းသိမ်းမှုလုပ်ပေးဖို့ယူသွားမလို့ပါဟုတ်လားအဟာထိန်းသိမ်းမှုလားကျမရဲ့အစစ်အမှန်အိတ်ကိုထိန်းသိမ်းဖို့ယူသွားပြီးတော့ဒီအိတ်တူကိုကျမရဲ့ဘီရိုထဲမှာထားခဲ့မလို့ပေါ့ကျမပြင်းမဟုတ်ပါဘူးအားလုံးကဒီမိမရဲ့အဖြစ်ပါသူကကျမအိမ်ကိုလာပြီးတော့သူ့ရဲ့အိတ်တူနဲ့တခင်မကြီးရဲ့အိတ်စစ်ကိုလဲကျင်တယ်လို့ပြောတာကျမသဘောမတူတော့သူကကျမကိုချင်းချောက်တယ်လီဝေဖန်နေလိမ်ပြောနေတာနင်ပဲငါကိုဝီချက်ကနေဒီမှာစီးပွားရေးအကြီးကြီးရှိတယ်ပစ္စည်းယူလာခဲ့လို့ရှင်းရှင်းလင်းလင်းပြောခဲ့တာငါပြန်လည်စကားပြောထားတာတွေကိုအကုန်သိမ်းထားတယ်နင်တို့ခုနကပြောခဲ့တဲ့စကားတွေနဲ့အိတ်လဲတဲ့ဖြစ်စဉ်တစ်ခုလုံးကိုကင်မရာအကွယ်တွေကနေအကုန်မှတ်တမ်းတင်ထားပြီးပြီဒါအပြင်ရှမ်းမေဖန်ရဲ့ရှေးဟောင်းပစ္စည်းဆိုင်ကိုလည်းအခုရဲတပ်ဖွဲ့ကပိတ်သိမ်းလိုက်ပြီသူကပြီးခဲ့တဲ့နှစ်တွေအတွင်းမှာနင်တို့နဲ့အတူသူခိုးရပါပစ္စည်းတွေကိုရောင်းချပြီးကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအားလုံးကိုဝန်ခံပြီးရှမ်းမေဖန်ရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါလီဝေဘန်နဲ့လူကန်ရှာတို့ဟာကျမ်းပြင်ပေါ်ကိုလုံးဝပုံရက်သားလဲကျသွားခဲ့တယ်။ရဲဘော်ရဲတပ်ဖွဲ့ဝင်ရှင်ဒီအမှုမှာပါဝင်တဲ့ငွေပမာဏကရွမ်3,500ဖြစ်ပြီးဒါကအလွန်တရာမြင့်မားတဲ့ပမာဏဖြစ်ပါတယ်။ဗီဒီယိုနဲ့အတန်သက်တွေကိုကျွန်တော်တို့အားလုံးအထုတ်လိုက်ပြင်ဆင်ထားပြီးပါပြီ။ကျွန်တော်တို့နဲ့အတူလိုက်ခဲ့ပါ။တခင်မရှန်ကျမကိုဒီတစ်ချိန်တော့ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်။ကျမအသက်50ကျော်ပါပြီ။ထောင်ထဲသွားရရင်အဲ့ဒီမှာပဲတည်သွားလိမ့်မယ်။ကျမကသူ့ကိုအထက်စီးကနေကြည့်လိုက်ပြီးသူ့ရဲ့အကြည့်ထဲမှာတနာညတာမှု14တောင်မရှိခဲ့ဘူး။လီဝေဘန်ငါနင့်ကိုအခွင့်အရေးပေးခဲ့ပြီးပြီ။3ရက်ကြာပြီးနောက်မြို့တော်အတွင်းကအင်ကူကိုင်းတစ်ခုကစနစ်တကျကျူးလွန်ခဲ့တဲ့ခိုးမှုနဲ့တရားမဝင်ရောင်းဝယ်မှုအမှုဟာဒေတာရင်းသတင်းတွေရဲ့ခေါင်းကြီးပိုင်းဖြစ်လာခဲ့တဲ့ရဲတပ်ဖွဲ့ကခြေရာခံစုံစမ်းပြီးလီဝေဘန်လူကိုင်းရှာနဲ့ရှမ်းမေဘန်တို့ကိုဖမ်းဆီးခဲ့ရုံတင်မကပဲလူနေမှုအဆင့်တန်းမြင့်တဲ့လူနေရက်ွက်တွေမှာပြစ်မှတ်ရွေးချယ်ပေးတဲ့တာဝန်ခံတဲ့သတင်းအချက်လက်တွေထောက်ပံ့ပေးတဲ့အကြံပေးဖြစ်သူကျိုးဟုံလဲဥပဒေပိုက်ကွန်ကနေလွတ်မြောက်နိုင်ခြင်းမရှိခဲ့ပါဘူး
စနေနေ့ရဲ့ကုန်တိုက်ကြီးထဲမှာလူတွေနဲ့ပြည့်နှက်စီကားနေခဲ့တယ်လျံကအရှိကအယုတ်ဆိုင်ကိုလက်ညှိုးထိုးပြပြီးမိမိသားအဲ့ဒီဒိုင်နိုဆောရုပ်ကြီးကိုကြည့်ချင်တယ်ကျမကနာရီကိုတစ်ချက်ကြည့်လိုက်ပြီးကောင်းပြီ10မိနစ်ပဲကြည့်လို့ရမယ်နော်အယုတ်ဆိုင်ထဲမှာမိဘတွေနဲ့ကလေးတွေနဲ့ပြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာတင်မူလာကကျမကိုကင်ထားတဲ့လျံရဲ့လက်ကလေးကလွတ်သွားတယ်သူမရဲ့စိတ်ထဲမှာလီဝေဖန်ရဲ့အမုန်းတရားတွေပြည့်နှက်နေတဲ့အကြီးကဖြတ်ခနဲပေါ်လာခဲ့တယ်မထွက်ခွာခင်မှာငါတို့ကိုတယောက်ယောက်နောက်ယောင်ခံလိုက်နေတာလားသူမတတိမထားမိတဲ့အချိန်မှာတင်လျံကိုခေါ်သွားကြပြီးလျံသားပင်မှာလည်းမိမိကိုမချောက်ပါနဲ့ကျမရဲ့အသက်ရှူတန်တွေမြန်ဆန်လာပြီးအမြင်အာရုံတွေဝေဝါးလာခဲ့တယ်ဟလိုအသက်4နှစ်လောက်ရှိမဲ့ကလေးလေးကိုမြင်မိပါသလားအင်ကြီးလက်ရှည်ကောင်းစွန်းနဲ့ဂျင်းပေါင်းပြီးဝတ်ထားတဲ့ကလေးလေးပါခုနတင်မဲ့အပေါက်ဝမှာရှိနေတာစိတ်မကောင်းပါဘူးတခင်မကြီးဒီနေ့လိုရမ်းများနေတော့ကျမတတိမထားမိလိုက်ဘူးပထမထက်ကအေးကြိုကောင်းတာကိုသွားပြီးအတန်ချက်ဆက်နဲ့ကြီးညာခိုင်းလို့ရပါတယ်ရှင်ဟုတ်သားပဲအတန်ချက်ဆက်ကြီးညာချက်ကျမကဓာတ်လေကားစီကိုပြေးသွားပြီးကုမင်းကျွန်းစီဖုန်းခေါ်ဖို့ဖုန်းကိုထုတ်လိုက်တယ်ကျမရဲ့လက်တွေကတုံရင်နေလုံးလို့မျက်နှာပြင်ပေါ်ကိုတဲ့တောင်မနှိမ့်နိုင်ခဲ့ဘူးမင်းကျွန်းလျံပျောက်သွားပြီကုံတိုက်ရဲ့အတရားထက်မှာသားကိုရှာမတွေ့တော့ဘူးစိတ်မပူနဲ့ကုံတိုက်ရဲ့ထွက်ပေါက်တွေကိုပိတ်ပြီးကင်မရာတွေကိုချက်ချင်းစစ်ဆေးခိုင်းလိုက်မယ်မင်းရှိရဲ့နေရာမှာပဲနေပါငါအခုချက်ချင်းလာခဲ့မယ်ကုမင်ကျွန်းရဲ့အတန်ကအေးဆက်ပြီးတည်ငြိမ်နေခဲ့တယ်အဲ့ဒါကကျမရဲ့ပျက်စီးလူနီးပါးဖြစ်နေတဲ့စိတ်အခြေအနေကိုယာယီအားဖြင့်တည်ငြိမ်သွားစေတဲ့နှလုံးအားစေးတစ်ခွက်လိုပါပဲဖုံးချလိုက်ပြီးနောက်ကျမကိုကျမအတင်းစိတ်အေးထားခိုင်းလိုက်တယ်လျံကပုံမှန်ဆိုလိမ္မာတဲ့ကလေးမို့လို့ရည်ရွယ်ချက်မရှိဘဲရှောက်ပြေးမှာမဟုတ်ဘူးတခုခုကသူ့ရဲ့အာယုံကိုဆွဲဆောင်သွားတာမျိုးဖြစ်ရမယ်သို့မဟုတ်အယုတ်ဆိုင်ကနေအပြင်ဘက်ကိုထွက်တဲ့လမ်းအတိုင်းရှောက်သွားရင်းနဲ့ကုံတိုက်ရဲ့မြောက်ဘက်ခြမ်းကနှိုင်းရှင်ချက်အရာတိတ်ဆိတ်တဲ့ဘေးစင်ကြံလန်းစီကိုရောက်သွားခဲ့တာဖြစ်နိုင်တယ်ဒီနေရာကနေအပြင်ဘက်ပန်းချန်စီကိုရောက်နိုင်ပြီးလူသွားလာလည်းမရှိတလောက်နေပါတဲ့ရုတ်တရက်မပြီးမပြင်းကိုတန်လေးတစ်ခုကကျမရဲ့နားထဲကိုတိုးဝင်လာခဲ့တယ်အဲ့ဒါလျံရဲ့အတန်ပဲကျမအယူသွတ်သူတယောက်လိုအတန်လာရစီကိုပြေးသွားခဲ့တယ်စင်ကြံလန်းရဲ့ထောင်းကခုံတန်းလျားပေးမှာအဲ့ဒီရင်းနှီးနေတဲ့ပုံရိပ်လေးကိုတွေးလိုက်ရတယ်လျံကခုံတန်းလျားပေါ်မှာထိုင်ပြီးရှိုက်ကြီးတင်ငင်ငုံနေခဲ့တယ်သူ့ရဲ့ဘဲဘက်ဒူးကောင်းမှာအရေးပြားပုံးပဲ့ပြီးသွေးနီအောင်တွေစီးကျနေခဲ့တယ်ပြီးတော့သူ့ရဲ့အရှိမှာတော့ကျင်နာတက်တဲ့မျက်နှာရှိတဲ့အသက်50ခန့်အမျိုးသမီးတယောက်ကသူမရဲ့ပိစအိတ်ထဲကနေရုပ်ပုံလေးတွေပါတဲ့ပလာဇာတစ်ခုကိုထုတ်နေခဲ့တယ်မလုံးနဲ့ကျမကအော်ဟစ်လိုက်ပြီးခြေလန်းနှင်းငယ်နဲ့အကွာဝေးကိုဖြတ်ကျော်ကားလျံကိုကျမရဲ့ရင်ခွင်ထဲမှာတင်းကျပ်စွာပွေးဖက်လိုက်တယ်မိမိသားမိမိကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးလို့ထင်နေတာသားကြောက်တယ်မိမိဒီမှာရှိနေပြီးတော့အတော်ကြာမှသူမအတိပြန်ဝင်လာခဲ့တယ်သူမရဲ့တတိကြီးစွာထားတဲ့အကြည့်ကဘေးမှာမတက်ရက်နေတဲ့မျိုးသမီးပေါ်ကိုကြားရောက်သွားခဲ့တယ်လီဝေဖန်ရဲ့တစ္ဆာဖောက်မှုကိုကြုံတွေ့ခဲ့ရပြီးနောက်အခုသူမဟာသူမရဲ့ကလေးနာကိုချင်းကပ်လာတဲ့ဘသူစိမ်းကိုမဆိုအစွန်းကုန်တန်တရားဝင်နေမိတယ်အဲ့ဒီအမျိုးသမီးကကျမရဲ့ခုခံကာကွယ်လိုတဲ့စိတ်ကိုရိပ်မိပုံရပြီးသူမဘာသာနောက်ဆုတ်ပေးလိုက်တယ်အခုကဒီကလေးရဲ့မိမလားစိတ်မပူပါနဲ့ကလေးဘာမှမဖြစ်ပါဘူးခုနတင်ပဲသူစော့ကစားရင်းနဲ့မြင်ပြေးသွားလို့လှေကားမှာချော်လဲသွားတာပါကျေးဇူးတင်ပါတယ်ရပါတယ်ဒါကကိစ္စအကြီးကြီးမဟုတ်ပါဘူးကျမအိတ်ထဲမှာအိုင်အိုဒင်းဂွန်းနယ်တွေနဲ့ပလာဆာတွေအစင်တစ်ပါလာလို့ပါဒီကလေးကတော်တော်လေးမာတယ်လဲကြတော့ကအများကြီးမငိုဘူးဒီမှာပဲသူ့မိကိုစောင့်နေခဲ့တာမိရှုပ်ဖွားကသားကိုဆေးထည့်ပေးတယ်ပြီးတော့သားကိုဒိုင်နိုဆောပုံပြင်လဲပြောပြတယ်မိတေချာပေါက်သားကိုလာရှာလိုက်မယ်လို့ပြောတယ်ဘယ်လိုခေါ်ရမလဲရှင်ကျမရဲ့မျိုးရိုးကရှုပါနာမည်ကရှုမေလန်လို့ခေါ်ပါတယ်အမှန်တော့ကျမလည်းအိမ်ကိုလှုပ်တာပါကလေးထင်းရတာကျွမ်းကျင်နေတော့အပြင်ထွက်ရင်ဒီလိုပစ္စည်းလေးတွေကိုအမြဲယူဆောင်လာလေးရှိတယ်အန်တီရှုဒီနေ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်ဒီငွေကိုလက်ခံပါကလေးအတွက်တစ်တီးတချို့ဝယ်ကြွေးလိုက်ပါဦးဒါတော့မဖြစ်နိုင်တာကျမကလေးကိုပလာစတာတစ်ခုကပ်ပေးတာပဲလေဘယ်လိုလုံးဝယူရမှာလဲမြင်ပြန်သိမ်းလိုက်ပါတယောက်မြင်ရင်မကောင်းဘူးအန်တီရှုကဒီနားတစ်ဝိုက်မှာအလုပ်လုပ်တာလားဒီနေ့ကအလုပ်ပိတ်ရမို့လို့ဈေးဝယ်ထွက်တာလားမဟုတ်ပါဘူးပြီးခဲ့တဲ့လကကျမအလုပ်လက်မဲ့ဖြစ်သွားတာကျမရဲ့အလုပ်ရှင်ဟောင်းမိသားစုကကနေဒါကိုပြောင်းရွှေ့သွားကြလို့မူလကသူတို့ကကျမကိုပါခေါ်သွားချင်တာဒါပေမဲ့ကျမသမီးကအခုမှအိမ်အောင်ကြကားစားဆိုတော့ကျမမသွားချင်ဘူးဒါကြောင့်ကြံခဲ့တာ